recap channel ကနေတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့အခုလက်ရှိအိန္ဒိယမှာတင်မကဘဲနဲ့တကမ္ဘာလုံးမှာပါ viral ဖြစ်နေတဲ့မလီယာရန်မင်းသားကြီးဖားဖာဆဲရဲ့ Avishan ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်ကားလေးကအရှင်ဟာသားနဲ့လူမိုက်လောကတွေအကြောင်းကိုရင်ခုန်စရာတင်ဆက်ထားတာမို့လို့ဘာမှရှိဝေးတွေထပ်ပြောမနေတော့ဘဲနဲ့ဇာတ်ကားလေးစီပဲတွားလိုက်ကြမယ်ခင်ဗျာဇလန်းစားမှာတော့ကီလာယာပြည်နယ်ကနေဘန်ဂလိုမြို့ကိုအင်ဂျင်နီယာကျောင်းတက်ဖို့ရောက်လာတဲ့တငယ်ချင်း၃ယောက်ဖြစ်တဲ့အာဘီဂျေဒန်နဲ့ဘေဘီတို့ကိုစတင်မြင်တွေ့ရမှာပါသူတို့ကကျောင်းသားဘဝကိုပေါ့ပေါ့ပါးနဲ့ဖြတ်တန်းကျင်ကြတဲ့သူတွေပေါ့ဒါပေမဲ့သူတို့အတွက်ကန်ဆိုးတာကတော့ကျောင်းကစီနီယာရဲ့ရာဂန်လို့ခေါ်တဲ့အနိုင်ကျင့်တာကိုခံရတာပါပဲအထူးသဖြင့်စီနီယာလူမိုက်ကူတီဆိုတဲ့ကောင်ကသူတို့ကိုရေးဆက်ဆက်နှိပ်စက်ပြီးအရှက်ခွဲခဲ့ပါတယ်ဒီနေရာမှာအာဘီတို့တငယ်ချင်း၃ယောက်ကအရိုက်ခံရတယ်မကပဲသူတို့ရဲ့ဂုဏ်သိက္ခာပါနင်းချေခံလိုက်ရတာကြောင့်လက်စားချေဖို့အကြံထုတ်ကြပါတော့တယ်ဒါမဲ့သူတို့ကတာမန်ចောင်းသားလေးတွေပဲလေစီနီယာလူမိုက်တွေကိုပြန်ချဖို့ဆိုတာသူတို့မှအင်အားမရှိပါဘူးဒါကြောင့်သူတို့ဘာလုပ်လဲဆိုတော့လူမိုက်ကိုလူမိုက်နဲ့ပြန်နေဖို့ဆုံးဖြတ်လိုက်ပြီးမြို့တွေကအရက်ဆိုင်တွေမှာလူမိုက်အစ်စ်တွေကိုလိုက်ရှာကြပါတော့တယ်ရဲဆိုင်ပေါင်းစုံလှည့်ပတ်ရှာရင်းနဲ့နောက်ဆုံးမှာတော့လူတိုင်းကြောက်ရတဲ့ရန်ဂါဆိုတဲ့လူမိုက်ကြီးနဲ့စုံတွေ့ခွင့်ရခဲ့ပါတယ်ရန်ဂါဆိုတာကတော့အဖြူအောင်ဝတ်စုံကိုအမြဲတမ်းဝတ်တဲ့ရွှေကြိုးတွေအထက်ထက်ဆွဲထားပြီးတော့သူ့ရဲ့ထူးခြားချက်ကတကုံလုံးအဖြူအောင်တွေပဲဝတ်ခဲ့ပေမဲ့သွေးဆက်တစ်ဆက်တောင်အဆုံးမခံဘူးဆိုတဲ့ဂုံပုတ်ရှိသူပါသူဟာမလေးရန်စကားကိုပဲပြောပြီးဘန်ဂလိုမှာဘင်းတစ်ပါးလို့စိုးမိုးထားတဲ့သူပေါ့အာဘီတို့တော့ဟာရန်ဂါရဲ့ဂိုင်းတွေကိုနီးမျိုးစုံနဲ့ဝင်းအောင်စူးစမ်းကြပါတော့တယ်ရန်ဂါကလည်းသူတို့ကိုကလေးတွေလိုသဘောကျပြီးသူ့ရဲ့အနီးကတပည့်တွေအဖြစ်လက်ခံလိုက်ပါတယ်ဒီနေရာမှာဇက်ရှင်ကတပြေးပြေးနဲ့တက်လာခဲ့ပါပြီရန်ဂါကြောက်စရာကောင်းတဲ့လူမကြီးဖြစ်တယ်လို့တစ်ဖက်မှာလည်းအရန်ကိုစိတ်သဘောထားနုနေပြီးတော့အဖော်မတ်တဲ့သူတယောက်ဖြစ်နေတာကိုတွေ့ရမှာပါရန်ဂါရဲ့ရှေးဝါကိုရပြီဆိုတာနဲ့အာဘီတို့တော့ဟာသူတို့ကိုအနိုင်ကျင့်ခဲ့တဲ့စီနီယာကူတီတို့ကိုကြောင်းမာနေမယ်ပြန်ပြီးပညာပေးပါတော့တယ်ရန်ဂါရဲ့တပည့်တွေကတော့ကူတီတွေကိုခွေးပြေးဝက်ပြေးနဲ့ပြေးအောင်လုပ်ပေးလိုက်တာကြောင့်အာဘီတို့ဟာကျောင်းမှာဟီးရိုးတွေပြတ်သွားခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာတည်းမပြီးသွားပါဘူးရန်ဂါဟာအာဘီတို့၃ယောက်ကိုအရန်ခင်တွယ်သွားပြီးသူ့ရဲ့မိသားစုဝင်တွေလို့သဘောထားလာပါတယ်ဒါပေမဲ့ရန်ဂါရဲ့အတိတ်ကရန်ညိုတွေသူ့ရဲ့လက်ယုံအမ်ဘန်နဲ့ရန်ဂါကြားကတန်ရုံးတဲ့တွေကတစ်ဖက်အာဘီတို့ရဲ့ကျောင်းစာနဲ့ပုတ်ကိုရေးလွတ်လပ်ခွင့်တွေကတစ်ဖက်ဖြစ်လာပါတယ်ရန်ဂါဟာသူ့ရဲ့အမေကိုအရန်ကြောက်ပြီးလူမသက်ပါဘူးလို့ဂရီပေးထားတဲ့သူပါဒါကြောင့်သူဟာဘလောက်ပဲရန်ဖြစ်လက်နက်မသုံးပဲလက်ပလာနဲ့ပဲချလိရှိပါတယ်ဒါသူ့ရဲ့အားနဲ့ကြလားအားသာကြလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဇလန်ရဲ့နောက်ဆုံးပိုင်းလေးမှာတော့ရန်ဂါရဲ့ရန်သူတွေကအာဘီတို့၃ယောက်ကိုတစားကန်လှုပ်ပြီးတော့ရန်ဂါကိုထောင်ချောက်ဆင်ပါတယ်ဒီအချိန်မှာရန်ဂါဟာသူ့ရဲ့ဂရီကိုဖျက်မလားသူ့ရဲ့ညီလေးလိုချစ်ရတဲ့ចောင်းသား၃ယောက်ကိုကယ်မလားဆိုတာရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပါနောက်ဆုံးကမ်းမှာတော့စကားရဲ့နာမည်အတိုင်းရန်ဂါရဲ့တကယ် Avishan ကိုမြင်တွေ့ရမှာပါသူဟာတကိုယ်တည်းနဲ့ရန်သူပေါင်းများစွာကိုဘလို့ရင်ဆိုင်သွားမလဲအဖြူအောင်ဝစ်ဆိုပေါ်မှာသွေးတွေစွန့်ထင်းသွားတဲ့အခါရန်ဂါဟာဘလောက်ထိကြောက်စရာကောင်းတဲ့တားရဲတကောင်ဖြစ်သွားမလဲဆိုတာကိုရုပ်ရှင်ထဲမှာအားရပါရရှုစားကြရမှာပဲဖြစ်ပါတယ်ဒီစကားလေးကအရှင်ကားဆိုပေမဲ့တငယ်ချင်းတန်ရောစင်နဲ့အထီးကျန်ဆန်းတဲ့လူတစ်ယောက်ရဲ့အချစ်ကိုရှားပုံတော့ဖွင့်တဲ့အကြောင်းကိုဟာသားလေးနှောပြီးတော့တင်ဆက်ထားတာပါဖားရဲ့ပါဆယ်ရဲ့တရုပ်ဆောင်ချက်ကတော့ပြောစရာမလိုအောင်ပျော်မြောက်လှပါတယ်ဒီနေ့ဗီဒီယိုကြောင်းလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ recap channel လေးရဲ့အစီအစဉ်ကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ like and follow လေးလုပ်ပေးထားကြပါအောင်ဗျာနောက်တာဘယ်လိုစကားမျိုးတွေကို recap အနေနဲ့ဒီမျိုးအချင်းချင်းပြီးတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါဦးခင်ဗျအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ